သိပ္ပံပညာရှင်တွေတောင်အပြေရှာမရတဲ့ကမ္ဘာအနက်ဆုံးရေကန်သိပ္ပံပညာရှင်တွေတောင်မှအောက်ခြေကိုရှာမတွေ့နိုင်တဲ့နက်လုံးလုံးအဆုံးမရှိဘူးလို့ထင်ရတဲ့ရေကန်ကြီးတစ်ခုကမ္ဘာပေါ်မှာတည်ရှိနေတယ်ဆိုရင်ယုံနိုင်မှာမလားဒါဟာဒဏ္ဍာရီပုံမြင်မဟုတ်ပါဘူးဘော့စနီးယားနိုင်ငံရဲ့နယ်စပ်အနီးခရိုအေးရှားနိုင်ငံရဲ့ဒေါတောင်တွေကြားထဲမှာတိတ်ဆိတ်စွာတည်ရှိနေတဲ့ Isvasitin ဒါမှမဟုတ်ကမ္ဘာမြေရဲ့မျက်ဝန်းလို့တင်စားခေါ်ဝေါ်ကြတဲ့ရေကန်ကြီးစီကနေကြိုဆိုပါသည်သူရဲ့ကြည်လင်လှပတဲ့မြင်ကွင်းအောက်မှာဘယ်သူမှမဖြေရှင်းနိုင်သေးတဲ့ပု္ပ္ပာတစ်ခုရှိနေပါသည်ဒီနေရာဟာခတ်တီနာမြေကြီးစတင်မြစ်ဖျားခံတဲ့နေရာပါအပေါ်စီကနေကြည့်လိုက်ရင်ငကားတစ်ကောင်ရဲ့မျက်လုံးဒါမှမဟုတ်ကမ္ဘာမြေကြီးကကျွန်တော်တို့ကိုပြန်ပြီးစိုက်ကြည့်နေတဲ့မျက်ဝန်းတစ်စုံလို့ထင်ရပါသည်သူရဲ့အယောင်ဟာအပြင်ဘက်မှာစိမ့်ပြရောင်ကနေအလဲဘဟုကိုရောက်လေလေနတ်မောင်နဲ့အပြရင်းရောင်အဖြစ်ပြောင်းလဲသွားလေလေပါပြီဒါဟာအဆုံးမရှိတဲ့နတ်ရှိုင်းမှုကိုကိုစားပြုနေသလိုပါပြီသိပ္ပံနီးကြရတော့ဒါဟာ Cresaprin လို့ခေါ်တဲ့ထုံးကြောက်ရေထွက်တစ်မျိုးပါနေသားမောင်များစွာကြောင်မြေအောက်ရေစီးကြောင်းတွေကနေပြီးတော့ထုံးကြောက်တောင်တန်းတွေကိုတိုက်စားပြီးရှုပ်ထွေးလာတဲ့မြေအောက်လှိုင်ကောင်းစနစ်ကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါသည်ဒီမျက်ဝန်းကတော့သူ့ရဲ့မြေအောက်ကဘာကြီးရဲ့ဝင်ပေါက်တစ်ခုပဲဖြစ်ပါသည်ဒါပေမဲ့ဒီဝင်ပေါက်ကဘလောက်တောင်မှနတ်ရှိုင်းတဲ့လဲဆိုတာကတော့ဒီရေကန်ရဲ့အနက်ကိုသိကျင်တဲ့စိတ်ကစွန့်စားသူတွေနဲ့ရေငုပ်သမားတွေကိုအမြဲတမ်းဆွဲဆောင်ခဲ့ပါသည်အထူးလေးကျင့်ထားတဲ့လှိုင်ကောင်းရေငုပ်သမားတွေဟာအသက်ကိုအာမခံပြီးဒီရေကန်ထဲကိုဆင်းကြပါသည်သူတို့ဟာမီတာ150ပေနဲ့ဆိုရင်တော့ပေ900နီးပါးအနက်ထိရောက်ခဲ့ကြပေမဲ့ဒါဟာအဆုံးမဟုတ်သေးပါဘူးအောက်ကိုဆက်သွားလေလေလှိုင်ကောင်းတွေကကျင်းမြောင်းလာလေလေဖြစ်ပြီးရေစီးကြောင်းတွေကပိုပြင်းထန်လာတာကြောင့်လူသားတယောက်အတွက်ဆက်ပြီးစူးစမ်းမှုမဖြစ်နိုင်တော့ပါဘူးဒီအမောင်လူထဲမှာဘာတွေရှိနေမလဲလှိုင်ကောင်းတွေကဘယ်စီကိုဦးတည်နေမလဲဘယ်သူမှအတိအကျမသိကြပါဘူးဒိုင်းတာလို့မရတဲ့အနက်အရှိုင်းဒါဟာသူ့ရဲ့အကြီးမားဆုံးဆွဲဆောင်မှုပါပဲရှင်းနေပေါင်းများစွာကလေးကဒီလိုစမ်းကြဲတဲ့နေရာတွေဟာဒေသခံတွေအတွက်ဒဏ္ဍာရီတွေရိုးရပုံမြင်တွေဖြစ်ပေါ်စေခဲ့တဲ့နေရာတွေပါဒီမျက်ဝန်းဟာရှေးခေတ်နဲ့ဖျားရည်ရဲ့နေရာဒါမှမဟုတ်မြေအောက်ကဘာကိုစောင့်ရှောက်နေတဲ့ငကားတစ်ကောင်ရဲ့မျက်လုံးဖြစ်တယ်လို့ယုံကြည်မှုတွေရှိခဲ့ကြပါသည်ဒီနေ့ခေတ်မှာတော့ဒီနေရာဟာကဘာလေခီးသွားတွေအတွက်အထူးဆန်းဆုံးနေရာတစ်ခုဖြစ်လာခဲ့ပြီးဓာတ်ပုံဆရာတွေအတွက်တော့ကဗျာဆန်တဲ့နေရာတစ်ခုဖြစ်နေစေပါဒါပေမဲ့လာရောက်လေပတ်သူအများစုဟာသူ့ရဲ့လှပမှုအောက်မှာဖွက်ထားတဲ့အန်ဒီရဲကိုသတိမထားမိကြပါဘူးရေကန်ကြီးရဲ့ရေဟာအင်မတန်အေးခဲပြီးအလဲဘူဟာရေစီးကြောင်းဟာအင်မတန်ပြင်းထန်ပါသည်ဒါကြောင့်မလို့ဒီနေရာဟာတောက်သုံးရေအရင်းမြစ်တစ်ခုအဖြစ်ကာကွယ်ထားပြီးအလဲမြောက်ဝန်းတဲကိုရေကူးခွင့်တားမြစ်ထားပါသည်နောက်ဆုံးမှာတော့မေကွန်းကကြံခဲ့ပါသည်ခတ်တီနာမြေဖျားခံရာဒီမြောက်ဝန်းရဲ့အောက်ခြေမှာတကယ်ပဲဘာတွေရှိနေမလဲသိပ္ပံပညာကဒီနေ့မှာသူ့ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်မှာလားဒါမှမဟုတ်ဒါဟာလူသားတွေဘယ်တော့မှမရောက်နိုင်တဲ့ကမ္ဘာမြေကြီးကသူ့ရင်ဘတ်ထဲမှာထာဝရသိမ်းဆည်းထားမဲ့လျှို့ဝှက်တကားပေါက်တစ်ခုအဖြစ်ပဲကြံရှိနေတော့မှာလားသင်ရောဘယ်လိုထင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအလင်းထွက်လာတဲ့ဖြစ်စဉ်က glow stick တစ်ချောင်းကိုချိုးလိုက်ရင်အလင်းထွက်လာသလိုပါပဲသူတို့ရဲ့ခန္ဓာကိုယ်တွေက luciferin ဆိုတဲ့ drug ပေါင်းနဲ့ luciferase ဆိုတဲ့ enzyme တို့အောက်ဆီဂျင်နဲ့ဓာတ်ပြုသွားတဲ့အခါမှာအပူမပါတဲ့အလင်းစွမ်းရည်အဖြစ်ပြောင်းလဲသွားပါသည်အဲဒါကြောင့်မလို့လိုင်းတွေကကန်းဆက်ကိုရိုက်ခတ်တဲ့အခါမှာသင်ကရေထဲကိုလက်ကလေးနှိပ်လိုက်တဲ့အခါသဲဘော်ကိုလမ်းလျှောက်တဲ့အခါအန်ဩစရာအလင်းပွဲတော်ကြီးကိုမြင်တွေ့ရတာဖြစ်ပါသည်အဲဒီလိုမျိုးအန်ဩစရာမြင်ကွင်းဟာမော်တိုင်းမှာပဲတွေ့ရတာမျိုးမဟုတ်ပါဘူးကမ္ဘာနေရာတော်တော်များများမှာအလားတူဖြစ်စဉ်တွေကိုတွေ့နိုင်ပါသည်ဥပမာပေါ်တိုရီကိုနိုင်ငံက Mosquito Bay ဂျပန်နိုင်ငံကတိုယာမာပင်လယ်အော်မှာဆိုရင်အလင်းရောင်ထုတ်တဲ့ပြည်ကြီးငါးတွေကြောင့်ပင်လယ်ကြီးတစ်ခုလုံးတောက်ပနေတတ်ပါသည်ကျွန်တော်တို့ channel မှာအလွယ်တကူတွေ့ဘူးကြတဲ့ပိုးစုံကျူးလေးတွေကလည်းဒီ bioluminescence ဆိုတဲ့နည်းပညာကိုပဲအသုံးပြုပြီးအဖော်ရှာကြတာပါပင်လယ်ရေနက်ပိုင်းကကြောက်စရာကောင်းတဲ့ anglerfish တွေဆိုရင်လည်းပဲသူတို့ရဲ့ခေါင်းပေါ်ကမီးလုံးလေးနဲ့သားကောင်တွေကိုမြားခေါ်ပြီးဖမ်းယူစားတော့ကြတာပါတဘာဝတရားမှာအလင်းကိုကိုယ်ပိုင်ထုတ်လုပ်နိုင်တဲ့တက်ရှိတွေအများကြီးရှိနေတာဟာတကယ်ကိုအံ့ဩစရာပါပဲဒီတော့ညာဘက်ကန်းကြီးကအပြာရောင်အလင်းတွေဟာနတ်သမီးတွေရဲ့မျက်လှည့်လည်းမဟုတ်ကျိုသားတွေရဲ့လက်ချက်လည်းမဟုတ်ပါဘူးဒါဟာတက်ရှိလေးတွေရဲ့ကိုကာကွယ်ဖို့ကြိုးစားရင်ဖြစ်ပေါ်လာတဲ့သိပ္ပံပညာရဲ့အလှတရားတစ်ခုပါပဲတဘာဝတရားကြီးကကျွန်တော်တို့မထင်မှတ်ထားတဲ့အလှတရားတွေအံ့ဩစရာတွေကိုအမြဲတမ်းဖန်တီးပြသနေတော့မှာပဲ